အားလုံးပဲမင်္ဂလာပါရှင်ရှယ်ရီရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လည်းရှယ်ရီကိုယ်တိုင်ရှောင်းနှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့တိုင်းတွေကိုအနိုင်ယူတဲ့နည်းတွေကိုလာများဝေပေးရှင်လို့ပါရှင်ဒီနေ့မှာတော့ရှယ်ရီကခုဖဲဆိုတာကိုကစားပြမှာပါရှင်ခုဆိုတာကတစ်ဖက်ထဲကိုအပူကနန်ထွက်တာကိုပြောတာပါရှင်အသွဲဆိုလဲမမားပါဘူးနော်ဒါပေမဲ့ရှယ်ရီကတော့ခုလိုပဲခေါ်လိုက်မယ်ရှင်ခုဆိုတဲ့စကားလုံးကိုလည်းဖဲဝိုင်းတွေမှာအတော်များများကြားဖူးကြလိမ့်မယ်ရှင်အဲကြောင့်ဒီနေ့ကတော့ရှယ်ရီကစားပြသွားမယ်နော်ရှယ်ရီနဲ့တူတူစောင့်ကြည့်ကြပေးပါအောင်ရှင်ရှယ်ရီရွေးထားတဲ့ဖဲခန်းကိုကြည့်ရအောင်ရှင်အရင်ဦးဆုံးရှယ်ရီကတော့အပြတ်ဖက်ကိုထိုးပါတယ်နော်ဆက်စဝင်ရှင်းလဲဖြစ်တော့နည်းနည်းစီပဲထိုးပါတယ်ရှင်ပြီးတော့ခုဖဲကိုလည်းမထိုးသေးပါအောင်ရှင်ဘာလို့လဲဆိုတော့ခုဖြစ်မယ်လို့လည်းရှယ်ရီမထင်သေးပါဘူးနော်ဒါကတော့ရှယ်ရီရဲ့ကိုပိုင်အသွေးခေါ်လေးပါရှင်အဲကြောင့်အပြတ်ဖက်ကို200ပဲအရင်ထိုးထားပါတယ်ရှင်ပြီးတော့ခုနကရှယ်ရီပြောသွားတဲ့ခုဖဲဆိုတာကိုနားမလည်သေးတဲ့သူတွေရှယ်ရီအသေးစိတ်ရှင်းပြပေးပါမယ်ရှင်ခုဖဲဆိုတာကအရန်ကိုရိုးရှင်းလွန်းပါတယ်ဖဲဆက်ထွက်တဲ့ချိန်မှာ2ချက်ထွက်တယ်မလားရှင်အဲ2ချက်ထဲကအပူကနန်းပါတာဖြစ်ဖြစ်အသွဲကနန်းပါတာဖြစ်ဖြစ်ခုလို့ခေါ်ပါတယ်ရှင်ဥပမာတစ်ဖက်ထဲကို KK နှလုံးဒါမှမဟုတ်1 1 2 2 3 3ဒီလိုအပူကနန်းတွေပါလာရင်တော့ခုဖဲလို့ခေါ်ပါတယ်ရှင်ဒီအလဲမှာကတော့ရှယ်ရီအပြာဖက်ကိုပြန်ထိုးထားပါတယ်နော်ခုလည်းထိုးထားပါတယ်ရှင်ထိုင်းကိန်းလည်းထိုးထားပါတယ်နော်ရှယ်ရီနဲ့တူတူဖဲဖွင့်တာကိုလည်းစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာတစ်ပေါက်အနီတစ်ပေါက်အပြာဖက်ကိုဆက်ဆွဲပါတယ်ရှင်အပြာ9ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာ9ပေါက်နဲ့နိုင်ပါတယ်ရှင်ရှယ်ရီဒီနေ့ကစားပြတဲ့ခုဖဲကတော့9ဆရော်တဲ့ခုပါရှင်ခုကတော့2မျိုးရှိပါတယ်နော်17ဆရော်တဲ့ဖဲရှိသလို9ဆရော်တဲ့ဖဲလည်းရှိပါတယ်ရှင်ပြီးတော့ရှယ်ရီကဘာလို့9ဆပဲရော်တဲ့ဖဲကိုကစားတာလဲဆိုတာရှင်းပြပေးမယ်နော်ဒီခု9ဆရော်တဲ့ဖဲကိုလူသိနေမယ်လို့ရှယ်ရီထင်ပါတယ်ရှင်ဘာလို့လဲဆိုတော့အများပိုင်းကခုဆိုတာနဲ့17ဆရော်တာကိုပဲသိကြတာများပါတယ်ရှင်အဲဒါကြောင့်ဒီနေ့ကတော့ရှယ်ရီ9ဆရော်တဲ့ခုဖဲကိုကစားပြီးတော့မှအသေးစိတ်ရှင်းပြပေးသွားမယ်ရှင်ပြီးတော့ရှယ်ရီဖဲကစားတဲ့ချိန်မှာဆိုရင်မသေးချာသေးတဲ့ဖဲရဲ့ပုံစံတွေနဲ့တွေ့ရင်တော့ဒီလိုခုတွေထိုင်းကိန်းတွေထိုးလေးရှိပါတယ်ရှင်ဒီတစ်ခေါက်ကတော့အပြာ6ပေါင်းနဲ့နိုင်သွားပါတယ်နော်နောက်ဆက်သွားကြည့်မယ်ရှင်ဒီခေါက်ရှယ်ရီကတော့အနီကိုပူကြိုက်ပါတယ်ရှင်အဲကြောင့်အနီဖက်ကိုထိုးထားပါတယ်နော်ခုနဲ့ထိုင်းကိန်းကိုလည်းခုနတိုင်းပဲပြန်ထိုးထားမယ်ရှင်ဘယ်ချိန်ထွက်မလဲမသေးချာသေးတာကြောင့်ဒီတိုင်းစက်တိုက်ဖြစ်ဖြစ်ရှင်းထိုးသွားကြည့်မယ်နော်ဒီတစ်ခေါက်ရှယ်ရီနဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ကြရအောင်ရှင်ဖဲစားဖွင့်တော့မယ်နော်အပြာအပေါင်းမရှိဒါပေမဲ့ခုနှလုံးရပါတယ်ရှင် KK နှလုံးထွက်ပါတယ်နော်အနီကတော့10ပေါက်နဲ့နိုင်ပါတယ်ရှင်အခုဆိုရင်အနီလဲနိုင်တယ်လို့ပြီးတော့ခုလဲထည့်ရပါသေးတယ်ရှင်ခုဆိုရင်တော့9ဆရော်ပါတယ်နော်ရှယ်ရီကဘာလို့9ဆပဲရော်တဲ့အကွက်ကိုထိုးတာလဲဆိုရင်တော့ဒီအကွက်က9ဆပဲရော်တယ်ဆိုပေမဲ့အနီဖက်ထွက်တာဖြစ်ဖြစ်အပြာဖက်ထွက်တာဖြစ်ဖြစ်ခုထွက်ပြီဆိုတာနဲ့ရှယ်ရီကအော်တို9ဆရနေပြီးသားပါရှင်ပုံမှန်ထိုးနေတဲ့17ဆကတော့ကိုထိုးထားတဲ့ဖက်မဟုတ်ရင်တော့မရပါဘူးရှင်ဒီ9ဆကတော့ဘယ်ဖက်ထွက်တာဖြစ်ဖြစ်ရပါတယ်ရှင်အခုရှယ်ရီကစားပြထားတာက9ဆရော်တဲ့ဖဲပါရှင်ခုဖဲကစားမယ်ဆိုရင်တော့ဖြည်းဖြည်းချင်းစောင့်ကြည့်ပြီးတော့မှကစားပါရှင်အချိန်ကိုက်ညီမှထိုးလို့ရမှာပါနော်အဆက်ပြတာမျိုးမရှိရင်တော့မထိုးသင့်ပါဘူးရှင်ဘယ်လိုအဆက်ပြမျိုးရှိမှထိုးသင့်လဲဆိုရင်တော့ရှယ်ရီရဲ့အတွေ့အကြုံရှိသလောက်ဆိုရင်ခုထွက်ခါနီးတိုင်းမှာဆိုရင်ဖဲပြောင်းလေးရှိပါတယ်ရှင်အဲကြရင်တော့ခုထွက်လေးရှိပါတယ်နော်အဲချိန်မှာကိုက်ညီအောင်ထိုးရင်တော့အမြတ်ရလောက်မှာပါရှင်ကိုအစင်ပြေတလောက်ထိုးလို့ရပါတယ်နော်ပြီးတော့အကိုတို့လည်းဖဲကစားမယ်ဆိုရင်တော့စိတ်ရှိရှိလေးထားပြီးဖဲရဲ့ပုံစံကိုအကဲဖက်ပြီးတော့မှကြေးလေးတင်လောင်းပါရှင်ကိုထိုးရှင်တိုင်းလည်းစွတ်မထိုးတင်ပါအောင်နော်တတိလေးနဲ့ဖြည်းဖြည်းချင်းကစားသွားပါရှင်ပြီးတော့ရှယ်ရီထပ်ပြောပြရှင်တာကစိတ်လောရင်တော့အရှုံးပေါ်မယ်စိတ်ရှည်ရင်တော့အမျက်ပွားစေပါတယ်ရှင်ဒီစကားကိုတော့မှတ်ထားပေးပါနော်
ရှယ်ရီထိုးထားတဲ့ဖဲကိုကြည့်လိုက်ပါအောင်ရှင်အနီ၈ပေါင်းနဲ့နိုင်ပြီးတော့မှအပူကနန်းခုကိုထက်ရပါတယ်ရှင်ဒီခုဖဲကိုကစားတာကတော့အခုထိုးမှနောက်ထိုးမှရတာမျိုးမဟုတ်ပါဘူးရှင်ဖဲရဲ့ကိုင်းညီမဲ့အရှိန်ကိုစောင့်ပြီးတော့မှထိုးရတာပါနော်ကိုင်းညီနဲ့အရှိန်နဲ့တိုးရင်တော့တစ်ခါတည်းထိုးလိုက်တာနဲ့အမျက်ကောင်းကောင်းရနိုင်ပါတယ်ရှင်ရှယ်ရီတို့စကောဖက်ကိုပြန်သွားကြည့်ကြရအောင်ရှင်ရှယ်ရီကတော့အနီကိုထပ်ဆွဲကြည့်မယ်နော်3000နဲ့ထိုးထားပါတယ်ရှင်ခုနဲ့ထိုင်းကင်းကိုလည်းပြန်ထိုးထားပါတယ်နော်ထိုင်းကင်းကတော့ရှစ်စရော်တွေဆိုတာအားလုံးသိပြီးကြပြီးထင်လို့မပြောပြတော့ပါဘူးရှင်ထိုင်းကင်းကတော့အများကြီးရှင်းပြစရာမလိုပါဘူးနော်ဟုတ်ပြီဒီတစ်ခေါက်ကတော့အနီ၈ပေါင်းနဲ့နိုင်ပါတယ်ရှင်ကိုတို့လည်းဖဲကစားမယ်ဆိုရင်တော့စိတ်ရှိရှိလေးထားပြီးတော့မှကစားသွားပါနော်ဒါကတော့ရှယ်ရီအခောက်တိုင်းအလဲတိုင်းပြောလို့ရှိတဲ့စကားပါရှင်အခုစကောမှာကြည်ရတဲ့လောက်ဆိုရင်တော့ရှယ်ရီကအနီဖက်ကိုပိုကြိုက်ပါတယ်ရှင်အဲကြောင့်အနီဖက်ကို9000ထိုးမယ်နော်ခုနဲ့ထိုင်းကင်းကိုလည်း100စီထိုးထားပါတယ်ရှင်ရှယ်ရီနဲ့တူတူဖဲဖွင့်တာကိုကြည့်ရအောင်နော်ဖဲစားဖွင့်နေပါပြီရှင်အပြားတစ်ပေါက်အနီဖက်အပေါင်းမရှိဒါပေမဲ့ခုထက်ရပါတယ်နော်KKနှလုံးထက်ရပါတယ်ရှင်အပြာဖက်ကိုဆက်ဆွဲတယ်အပြာကတော့တစ်ပေါက်အနီကတော့9ပေါက်နဲ့ထပ်နိုင်ပါတယ်ရှင်ဒီတစ်ခေါက်ကတော့အနီလဲနိုင်တယ်လို့ခုလဲထက်ရပါတယ်နော်ကဲဒီနေ့အတွက်ဗီဒီယိုကတော့ဒီလောက်နဲ့ပဲရပ်လိုက်တော့မယ်ရှင်နောက်မှထပ်တွေ့ကြမယ်နော်